Welcome back ပါ One Keynote Biblical Leadership and Management page ကနေပြန်လည်ပြီးခါမှကြိုဆိုပါရစေဆိုတော့ကျွန်တော်ဒီကနေ့မှာ management အကြောင်းကိုကျွန်တော်တို့ကအတူတူကဆွေးနွေးကြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့က management စီမံခန့်ခွဲမှုဆိုတာကအဖွဲ့အစည်းတိုင်းမှာမရှိမဖြစ်လိုအပ်တဲ့ပညာရပ်ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီအထူးသဖြင့် leadership မှာသူ့ရဲ့ goal ရှိတယ်လို့ management မှာလည်းသူ့ရဲ့ goal ရှိပါတယ်စီမံခန့်ခွဲမှုအရင်ပဲရေးကြည့်ပါတယ်ခေါင်းဆောင်ကလမ်းတစ်တီကိုဖောက်သွားတယ်စီးစနစ်ကြအောင်လုပ်ရမယ့်ဟာက management ပဲဖြစ်ပါတယ်စီမံခန့်ခွဲမှုအဲ့တော့ကြောင့်အဖွဲ့အစည်းအောင်မြင်ဖို့ဆိုတာက leadership နဲ့ management နှစ်ခုစလုံးကအောင်မြင်ဖို့ရေးကြည့်ပါတယ်ကောင်းဖို့အရင်ပဲရေးကြည့်ပါတယ်အဲ့ဒါကြောင့်တစ်ဖက်တည်းကျွန်တော် leadership ကောင်းတဲ့ management ဘိုင်းကကြာသွားတယ်ဆိုရင်လုံးဝအစိမ့်မပြေပါဘူးအဲ့ဒါကြောင့်ကျွန်တော်တို့က management ကလည်းကောင်းရှိဖို့လိုအပ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီကနေ့မှာ management ကောင်းရနိုင်ဖို့အတွက်ကိုကျွန်တော်ဘာ goal တွေထားမလဲဘာပန်းနိုင်တွေထားမလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်တုတ်လေးနဲ့ရှင်းပြသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အမြဲတမ်းပြောသလိုပေါ့ကျွန်တော် one key note လို့ပြောထားတဲ့အတိုင်းone key note ထဲကနေကျွန်တော်တစ်ခုလေးကိုကျွန်တော်တို့အသက်တာထဲမှာတကယ်ပဲလက်တွေ့ကြလုပ်နိုင်ဖို့အတွက်ကိုယ်နဲ့အဆင်ပြေမဲ့ management ကိုယ်နဲ့အကောင်းဆုံးဘယ် management ကကျွန်တော်ရဲ့အဖွဲ့အစည်းအတွက်နော်နောက်ပြီးခါမှကိုယ့်ရဲ့ private management အတွက်ကိုဘယ်ဟာအကောင်းဆုံးဖြစ်မလဲဆိုတာကိုလက်တွေ့မှာကျင့်သုံးလို့ရှိရင်မအောင်မြင်မဲ့နဲ့မနေပါဘူးမပူကျွယ်နဲ့ခရုငယ်လို့ပေါ့ခရုငယ်လေးကဖြည်းသွားတယ်ပုံမှန်လေးသွားတော့နောက်ဆုံးမှာဘာဖြစ်လဲထိတ်ဆုံးကိုရောက်တယ်အဲတိုင်းလေးနဲ့ပဲကျွန်တော်တနေ့ကိုနည်း one key note တခုကိုပဲသင်ယူပြီးမှကျွန်တော်တက်တာထဲမှာလက်တွေ့ရှောက်လှမ်းဖို့ကျွန်တော်အားပေးချင်ပါတယ်ဆိုကျွန်တော်တို့ကြည့်အောင်စီမံခန့်ခွဲမှုရဲ့အဓိကရည်မှန်းချက်တွေထဲကနံပါတ်1ချက်ကဘာလဲရည်မှန်းချက်များအောင်မြင်စေရန် achieving goalရည်မှန်းချက်များအောင်မြင်စေဖို့အတွက်ကဘာလုပ်ဖို့လဲဆိုရင်အဖွဲ့အစည်းများရဲ့ရည်မှန်းချက်များကိုထိရောက်စွာစီမံခန့်ခွဲပေးဖို့အရင်ပဲရည်ကြီးပါတယ်အဖွဲ့အစည်းခေါင်းဆောင်ကတော့ကျွန်တော်ကိုဥဆောင်သွားပြီကန္တတစ်ခုစီတိုင်းမှာစီးစနစ်ကြစွာနဲ့ကျွန်တော်တို့ကစီမံခန့်ခွဲမှုအရင်ပဲရည်ကြီးပါတယ်သူရဲ့စူးနေရစူးစောက်နေရစောက်ကောင်းလေးထားပြီးမှအားလုံးကဒီအဖွဲ့အစည်းကြီးတစ်ခုလုံးချောမုံနဲ့သွားနိုင်ဖို့အတွက်အဖွဲ့အစည်းတွေမှာကောင်းမှုနဲ့စီမံခန့်ခွဲမှုရည်မှန်းချက်များအောင်မြင်မဲ့ goal တွေကိုထားဖို့တိတ်ရေးကြီးပါတယ်ဥမာကျွန်တော်တို့ဒီလူငယ်ပိုင်းဆိုင်ရာနဲ့ဆိုရင်လူငယ်ကဘယ်ကဏ္ဍကိုအဓိကသူတို့ focus ထားရမလဲဘယ်ဟာကသူတို့ရဲ့ goal ဖြစ်ရမလဲဘယ်လို goal တွေကိုကျွန်တော်တို့ကရှူးရမလဲဒါတွေကတိတ်ပြီးခါမှအရေးကြီးပါတယ်ဘောလုံးနေနဲ့ပြောရမယ်ဆိုတော့နောက်တန်းရဲ့တာဝန်နောက်တန်းထဲမှာတော့မှ right back ရဲ့တာဝန်ကဘာလဲသူ့ရဲ့ဝတ္တရားကပုံစံနဲ့စီးစနစ်ကြစွာလုံမှတာလင်းဘောလုံးတသင်းလုံးကအောင်မြင်မယ်ရှေ့တန်းအလဲတန်းနောက်တန်းကိုဓမအားလုံးကအစစီးစနစ်ကြဖို့ရန်ရည်ကြီးတယ်နောက်ပြီးခါမှစီးစနစ်ကြဖို့တော့ဘာလို့ဖို့လဲဆို goal ရဲ့ setting ကိုကျွန်တော်တို့ကအောင်နိုင်ဖို့ goal setting ကိုထားဖို့ရည်ကြီးတယ်goal ရဲ့ setting အတိုင်းပဲကျွန်တော်ကကစားသမားတွေကကို technique တွေပါကျွန်တော်ပြင်ဆင်ဖို့ရန်ရည်ကြီးပါတယ်အဲ့တော့ကြောင့်ရည်မှန်းချက်များအောင်မြင်စေရန် achieving goals တွေကိုကျွန်တော်တေချာလေး management စီမံခန့်ခွဲမှုကထားပေးဖို့ department တိုင်းမှာတိတ်အရေးကြီးပါတယ်နော်ဥပမာဘာလဲဆိုတော့စီးပွားရေးရည်မှန်းချက်များကိုဖြစ်စီခြင်းကျွန်တော်စီးပွားရေးဒီတလမှာဘာဖြစ်မလဲနောက်တစ်နှစ်မှာဘာဖြစ်လဲနှစ်90အတွက်ဒီကနေ့မှာဘယ်လိုကျွန်တော်သွားကြမလဲဆိုတော့ planning တွေထားပေးဖို့တိတ်အရေးကြီးပါတယ် okay နံပါတ်2ကဘာလဲဆိုရင်အရင်အမြစ်များစီမံခန့်ခွဲခြင်း resource management အရင်အမြစ်များစီမံခန့်ခွဲမှုကတိတ်ပြီးခါမှရေးကြီးပါတယ်ဥပမာအဲ့ထက်ကတစ်ခုကိုပြောမယ်ဆိုရင် human resource management ပြောကြည့်ရအောင် marketing မှာလိုနေတဲ့တရားကိုကျွန်တော်တို့ကmarketing အတွက်လူကောင်းလေးရှာဖို့အရင်ကြီးတယ်သူ့အတွက်ကပါလဲစကားပြောကောင်းမှု communication skill တွေရှိဖို့အရင်ကြီးတာပေါ့နောက်ပြီးခါမှသူ့ရဲ့စ조사အားထုတ်မှုနဲ့စကားပြောကောင်းဖို့လဲတိတ်ပြီးမှအရေးကြီးတယ်အဲ့လိုမျိုးပုံစံပဲပေါ့ခုနဘောလုံးတသင်းနဲ့ပြောရမှာဆိုရင်သူကဘာလို့ဖို့လို့တလဲဆိုတော့
ရှေ့တန်းကစားသမားကိုနောက်မှာထားလို့မရအောင်အလယ်မှာထားလို့မရအောင်ရှေ့တန်းကစားသမားကိုအရှေ့တန်းမှာထားရမယ်ဒါတော့မှဘယ်ဖက်လားညာဖက်လားတောင်မှာကစားသမားလားဆိုတော့ကျွန်တော်ကတိရှိပြီးကမှမန်နေဂျာကတောင်မှန်ကစားသမားကိုညာလားဘေးလားနှစ်ခုလုံးကိုကစားနိုင်သလားအလေလားနောက်တန်းလားကိုသမားလားတေချာလေးကျွန်တော်တို့ကဘာလို့ဖို့လို့ဆိုတော့ resource တွေကိုကျွန်တော်တို့ကခွဲခြားဖို့စီမံတက်ဖို့အရင်ပဲရည်ကြီးပါတယ်အဲ့တိုင်းပဲအဖွဲ့အစည်းတွေမှာကျွန်တော်တို့သူတို့အထုံပါရမီတွေကမတူအကြောင်းကိုကဝန်ထမ်းရေးရလုပ်တဲ့အခါမှာ human resource လုပ်တဲ့အခါမှာသူ့ရဲ့အထုံပါရမီနဲ့သူ့နေရာသူကျွန်တော်တို့ကခြားထားပေးဖို့ဒါအရေးကြီးတယ်အဲ့တိုင်းပဲကျွန်တော်တခြားမှာလဲ resource တွေကို management လုပ်တတ်ဖို့အရင်ပဲရေးကြည့်တယ်ပတ်စံဆိုလဲဒီတိုင်းပဲအဲ့ resource ကိုကျွန်တော်ဘယ်လို manage လုပ်ကြမလဲထိရောက်ရမယ်ငွေကြေးနည်းနည်းသုံးရမယ်ထိရောက်ရမယ်အောင်မြင်ရမယ်ဆိုတော့နီးစနစ်တီကျွန်တော် management တွေကောင်းကောင်းလိုအပ်ပါတယ်အဲ့ဆိုနံပါတ်3ချက်ကဘာဖြစ်မလဲဆိုလုပ်ငန်းများစနစ်တကျဖြစ်စေရန် ensuring efficiency လုပ်ငန်းများစနစ်ကျစေဖို့အတွက်က management ရဲ့တာဝန်ဖြစ်တယ်အကြောင်းနေ့စဉ်နဲ့နေ့တိုင်းအထက်အောက်ကနေအထက်အဲ့လိုကျွန်တော်တို့က management လုပ်လာတဲ့အခါမှာအထက်နဲ့အောက်ရဲ့အသွားလာမှုအောက်နဲ့အထက်ရဲ့သွားလာမှုကောင်းကောင်းမကောင်းကောင်း department တစ်ခုချင်းစီရဲ့သွားလာမှုကောင်းမကောင်းကိုကျွန်တော်နေ့စဉ်နဲ့နေ့တိုင်းကျွန်တော်တို့ကစစ်ဆေးဖို့တိတ်ပြီးခါမှအရေးကြီးပါတယ်အဲ့ဒါကပဲဗလဲလုပ်ငန်းများစနစ်တကျဖြစ်စေဖို့အတွက်ကိုအရင်ပဲရေးကြည့်ပါတယ်ဒါမှပဲကျွန်တော်တို့ကအောင်မြင်မှာဖြစ်တယ်အဲ့အတွက်ကြောင့်ပဲဗာလဲဆိုအဲ့လိုကျွန်တော်တို့ကစီမံလိုက်တဲ့အခါမှာသူ့ရဲ့အချိန်နဲ့သူ့ရဲ့အင်အားတွေကထိရောက်စွာနဲ့အဖွဲ့အစည်းအတွက်ကျွန်တော်အသုံးပြုနိုင်မှာဖြစ်တယ်ကြံ့ကြာဟိုဘယ်လိုပြောမလဲမကြံ့ကြာတဲ့နေရာမှာကြံ့ကြာတာမျိုးမဟုတ်ဘဲနဲ့နော်အနောက်အရှက်မဖြစ်တဲ့နေရာမှာနော်အနောက်ရှက်ဖြစ်သွားတာမျိုးတွေကိုရှောင်နိုင်ဖို့အတွက်ကဘာလို့လဲဆိုတော့ကျွန်တော်တို့ကစီးစနစ်ကြနဲ့ကျွန်တော်တို့ကဘာလို့ရမလဲဆိုတော့အဖွဲ့အစည်းလုပ်ငန်းတွေကိုဥဆောင်ပေးဖို့အရင်ပဲရည်ကြီးပါတယ်ကောင်းဆောင်ကတော့လုပ်ပေးပြီးတော့ department တွေခွဲပေးပြီးအကုန်လုံးစီးစနစ်တွေလည်းသူတို့ချပေးပြီးဒါပေမဲ့လက်တွေ့မှာအကုန်ထည့်ပေါ်တဲ့လူတွေက management သမားတွေစီမံခန့်ခွဲတဲ့လူတွေကအဓိကလုပ်ရတာဖြစ်တယ်အဲဒါကြောင့် function တစ်ခုစီတိုင်းအလုပ်တစ်ခုစီတိုင်းမှာအောင်မြင်နိုင်ဖို့အတွက်ကပါလဲဆိုရင်တော့လုပ်ငန်းများကိုစနစ်တကျဖြစ်စေဖို့ကသိပြီးခါမှအရေးကြီးပါတယ်အဲ့လိုလုပ်ခြင်းအပြင်လုပ်ငန်းမှာလည်းအဆင်ပြေတယ်အချိန်လည်းကုန်သက်တာပြီးကျွန်တော်ရဲ့ရည်မှန်းချက်ပန်းနိုင်ကိုလည်းရောက်ရှိနိုင်မှာဖြစ်ပါတယ်ဥမာကျောင်းတစ်ကျောင်းနဲ့ပြောရမယ်ဆိုတော့ကျောင်းဆရာရဲ့ဝတ်တရားကဘာဖြစ်မလဲကျောင်းတရားရဲ့ကျောင်းသူကျောင်းသားရဲ့ဝတ်တရားတွေကဘာဖြစ်မလဲဆိုကျောင်းဆရာတော်မှာဘယ်လိုမျိုးလူကဘာဒီတင်ပေးတင်တယ်လဲဘယ်ဘာသာရက်တီတင်ပေးတင်တယ်ခွဲချမ်းစိတ်ဖြတ်ဖို့အရင်ရည်ကြီးတယ်ဒါမှတလင်ကျောင်းသားတွေရဲ့ quality ကအကောင်းမှဖြစ်တယ်ကျောင်းသားတွေကလည်းဘယ်လိုမျိုးပညာတွေကိုသူတို့ယူသင့်တယ်လဲဆိုတော့အကြောင်းအရာတွေအားလုံးကကျွန်တော်တို့ကစနစ်တကျနဲ့စီမံဖို့သိပြီးခါမှရေးကြည့်ပါတယ်။ဟုတ်ပြီအဲ့ဒါဆိုနံပါတ်၄ချက်ကဘာလဲဆိုတော့အန္တရာယ်များစီမံခန့်ခွဲခြင်း risk management အဲ့ဒါကတော့ဘာလဲဆိုတော့ဒီအဖွဲ့အစည်းတိုင်းမှာဘာဖြစ်နိုင်လဲဆိုတော့အန္တရာယ်ဖြစ်နိုင်တဲ့အခြေအနေတွေကိုကျွန်တော်ဘယ်လိုကာကွယ်ကြမလဲ။ဆိုတော့ကျွန်တော်အများအားဘောလုံးသင်းနဲ့ရှင်းပြတာပို့ပြီးမှနားလည်မလို့ထင်ပါတယ်။ဆိုတော့ဘောလုံးသင်းမှာနော်အလေကအရန်ကောင်းတယ်ဒါပေမဲ့အန်ဒရီယာတွားရင်အဲ့အလေနေရာမှာဘသူ့အစားထိုးမလဲဆိုတော့ဂျူတင်ပြီးခါမှပြင်ဆင်ဖို့အရန်ရေးကြည့်တယ်ဘောလုံးသင်းနိုင်ဖို့ဒီအလေကပြက်နေပြီဆိုအလေကိုဘယ်လိုပြင်မလဲနောက်တန်းပြက်နေနောက်တန်းဘယ်လိုပြင်မလဲရှေ့တန်းပြက်နေရှေ့တန်းကိုဘယ်လိုပြင်မလဲအဲ့ဒါဒီကဘယ်လဲဆိုတော့ကျွန်တော်တို့ဖြစ်နိုင်တဲ့အန်ဒရီကိုဂျူတင်ကာကွယ်ဖို့အရန်ရေးကြည့်တယ်ဒါကြောင့်ပဲကျွန်တော်တို့ဘောလုံးကိုတင်းနိုင်မှာဆိုရင်ဘာလဲဆိုတော့အမြဲတမ်းလူပိုဝယ်ရတယ်ဆိုပြီးမှကျွန်တော်တွေ့ရပါတယ်နော်အဲ့ဒါအတွက်ကြောင့်ပဲဒီအဖွဲ့အစည်းမှာလည်းအောင်မြင်ခြင်းလို့ရှိရင်ဖြစ်နိုင်တဲ့အန်ဒရယ်ဖြစ်နိုင်မှုတွေကိုကျွန်တော်ရှောင်ရှားနိုင်ဖို့ကြိုတင်ပြီးခါမှပြင်ဆင်ဖို့လည်းတိတ်ပြီးခါမှအရေးကြီးတယ်အဲ့တော့ကြောင့်ကျွန်တော်တို့ဥမာအရင်ရေးကြီးတဲ့ meeting တချို့တွေမှာကြတော့နော်ဘသူကတကယ် management ကို handling လုပ်နေတယ်အဲ့လူကဖျားသွားတယ်ဆိုရင်သူ့နေရာမှာဘသူက second man လုပ်နိုင်မလဲယာယီပေါ့တပတ်ပဲဖြစ်ပေါ့သူခွင့်ယူသွားတဲ့အခါမှာတလားပဲဖြစ်ပေါ့ဘယ်သူ handling လုပ်နိုင်မလဲဒါတွေကို management ကတေချာလေးကြည့်ပြီးမှစီမံဖို့သိပြီးမှအရေးကြီးပါတယ်နောက်ပြီးကမှဗာလဲဆိုရင်နောက်ဆုံးနံပါတ်5ကအဖွဲ့ဝင်များရဲ့စွမ်းဆောင်ရည်မြင့်တင်ခြင်း performance improvement ဒါတော့ကျွန်တော်တို့အဖွဲ့အစည်းတိုင်းမှာမရှိမဖြစ်လို့အပ်တဲ့ကိုကစီမံခန့်ခွဲမှု management ဘိုင်းအကိုင်းမီဆိုရင်ကိုနဲ့လုပ်ဖို့ဆောင်ဖက်တီသူ
တို့ရဲ့ skill တွေတို့ရဲ့အထုံပါရမီကိုကျွန်တော်တို့ကအရေးအသွေးမြင့်တင်ပေးဖို့အရန်မရေးကြီးပါတယ်ဥမာဘောလုံးအသင်းနဲ့ပဲပြန်ပြောရအောင်ပေါ့ရှေ့တန်းကပုံမကောင်းမွန်ဖို့အတွက်ကိုကျွန်တော်ဗာလို့သူ့ရဲ့ skill ကိုပုံမပြီးမှမြင့်တင်ရမယ်ဆန့်ကျင်ဖက်အသင်းကပုံစံနဲ့ထဲမှာကစားဖို့အသင်းပေါင်း20ဆို Premier League မှာဆိုရင်သူတို့ကစားပုံတွေကမတူတဲ့အခါမှာနောက်တန်းတွေကိုဘလို့ကြော်မလဲဆိုတော့စွမ်းရည်တွေကိုအမြဲတမ်းသူတို့ကကြိုတင်ပြီးတပွဲချင်းမှာသူတို့စွမ်းရည်ကိုမြင့်တင်ရတယ်အဲ့အတိုင်းပဲအဖွဲ့အစည်းမှာရှိတဲ့လုပ်ဖော်ဆောင်ဖက်တီနဲ့သူတို့ရဲ့ skill ကိုအမြဲတမ်းမြင့်တင်ပေးဖို့အရင်မှရေးကြည့်တယ်ဒါမှသာလင်းကျွန်တော်တို့ကခေတ်ရည်စီးကြောင်းနဲ့အညီကျွန်တော်လုပ်ဖော်ဆောင်ဖက်တီရဲ့ quality တွေကလည်းမြင့်မြင့်သွားမှာဖြစ်တယ်ဒါကသိပြီးခါမှရေးကြည့်ပါတယ်ကျွန်တော်တကယ်လို့ performance သူတို့ကြာသွားပြီperformance ကရက်တန်သွားပြီဆိုတော့အဖွဲ့အစည်းကဘလို့မှမတိုးတက်နိုင်တော့ဘူးအဲ့တော့ကြောင့် management ကင်တဲ့လူတွေကဒီအရာတွေကသိပြီးခါမှအရေးကြီးပါတယ်အဲ့တော့ကြောင့်ကိုက management မှာခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီဆိုရင်ဒီ5ချက်ကတော့ရေဘူးရအနေနဲ့ကျွန်တော်တို့ကသေချာလေးကျွန်တော်တို့ကလက်တွေ့ကျင့်သုံးဖို့သိပြီးခါမှအရေးကြီးပါတယ်မို့လဲ5ချက်ထဲမှာဘယ်တစ်ချက်လေးရအားနည်းနေတယ်လဲဘယ်တစ်ချက်လေးရလူနေတယ်လူတဲ့ပိုင်းလေးကိုကျွန်တော်တို့ကဆက်လက်ပြီးခါမှဖြစ်စီလို့ရပါတယ်အဲ့တော့ကြောင့်ပဲ management ရဲ့အဓိကရည်မှန်းချက်တွေထဲမှာကျွန်တော်တို့ကနံပါတ်1သေချာလေးကျွန်တော် achieving goal လေးတွေသေချာလေးဓာတ်ပေးဖို့အရင်ရည်ကြီးပါတယ်ဖြစ်နိုင်တော့ personal goal အောင်ထားတင်တယ် department goal ထဲမှာပဲနဲ့ personal goal goal တွေကဘာလဲဆိုတော့အဖွဲ့အစည်းကြီးတစ်ခုလုံးရဲ့ goal ကိုရှုဖို့ goal တေးလေးတွေထားပြီးမှတနေ့ပြီးတနေ့ဖြတ်တန်းဖို့အဲ့ဒါကြောင့် personal skill တွေကလည်းသိပြီးခမှရေးကြည့်တယ်အဲ့ဒါကြောင့် achieving goal ကိုကျွန်တော်ထားပေးဖို့အရင်ရေးကြည့်တာအဲ့ဆိုနံပါတ်2ချက်ကခုနပြောသလို resource management ဒါတော့သိပြီးမှရေးကြည့်ပါတယ်လူမှန်နေရာမှန်ဖြစ်ဖို့အရင်ရေးကြည့်တယ်နံပါတ်3ချက်ကဘာလဲဆိုတော့လုပ်ငန်းများကိုစနစ်တကျဖြစ်စေဖို့အရင်ပဲရေးကြည့်တယ်လုပ်ငန်းကိုစီးစနစ်ကျနဲ့အချိန်မှန်မှန်တိုးတွန်းမှာထိရောက်နဲ့လှုပ်ဆောင်နိုင်ဖို့ကစီးစနစ်ကျဖို့ရန်ရေးကြည့်တယ်အထက်ကနဲ့လာပြီးခါမှာအောက်ကိုသွားတဲ့စီးစိမ်မှုအောက်ကနဲ့အထက်ကိုသွားတဲ့စီးစိမ်မှုကချောမုံနဲ့မြန်ဆန်လေးလုပ်နိုင်ဖို့တအားရေးကြည့်ပါတယ်နောက်ဆုံးနံပါတ်4ချက်ကဘာလဲဆိုတော့ under မြ risk management ပေါ့နော်ကျွန်တော်အန်ဒရယ်မြကြုံတွေ့လာတဲ့အခါမှာကျွန်တော်ဘယ်လိုပြင်ဆင်ရမယ်ဘယ်လိုမျိုးဆိုကြိုတင်ပြင်ဆင်တဲ့ management တွေကလည်းအရင်ရေးကြည့်ပါတယ်ဒါအဖွဲ့အစည်းမှာမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်နောက်ဆုံးမှာနံပါတ်5ချက်ကပါလဲဆိုတော့ performance improvement မှာအဖွဲ့ဝင်များရဲ့စွမ်းဆောင်ရည်မြင့်တင်ခြင်းသူတို့ရဲ့ skill တွေအထုံပါရမီကိုမြင့်တင်ပေးရမယ်ဒါအဖွဲ့အစည်းတိုင်းကလှုပ်ဆောင်ရမယ်အဲ့ဒါကဘသူ့ရဲ့တာဝန်လဲဆိုအဓိက management ရဲ့တာဝန်ခေါင်းဆောင်လို့ကျွန်တော်ပြောတဲ့အခါမှာ leadership လို့ကျွန်တော်ပြောတဲ့အခါမှာ leadership ထဲမှာလုံးဝခေါင်းဆောင်ရှိတယ်လို့ leadership ပိုင်းမှာခေါင်းဆောင်ရှိတယ်လို့တစ်ဖက်ပိုင်းမှာကျတော့ management ခေါင်းဆောင်ဆိုတာရှိတယ် management leader ရှိမယ် leaders တည်တံ့ရှိမယ်သူက leaders ကတော့ထိုးပေါက်သွားမှာပဲ management leader ကဘာပြန်လုပ်ပေးရမလဲဆိုတော့ leaders လုပ်သွားတဲ့အရာခေါင်းဆောင်လုပ်သွားတဲ့အရာတွေကိုဘာလုပ်မလဲဆိုတော့အများအား management လုပ်ပေးဖို့ဒါအရင်ရေးကြည့်ပါတယ်ဒါဆိုရင်ကျွန်တော်လုပ်နေတဲ့အဖွဲ့အစည်းတိုင်းကျွန်တော်အသင်းတော်တိုင်းကျွန်တော်သေးတာကြီးတာမဟုတ်ပါဘူးအားလုံးကအတူတူပါပဲ management လုပ်တာခေါင်းဆောင်မှုကလည်းဒီတိုင်းပါပဲကြီးတာသေးတာပဲကွာမှာပါခေါင်းဆောင်မှုကလည်းဒီတိုင်းပဲထိုးဖောက်ရတာသေးတဲ့အရာနဲ့တဖြည်းဖြည်းကြီးသွားတာလူပုံများတဲ့ခါမှာပူပြီးခါမှာစီမံရတယ်ပူပြီးမှဦးဆောင်ရတယ်သေးရင်တော့ပူပြီးမှလွယ်ကူတယ်ဥဆောင်နာချင်းကတော့အတူတူပါပဲစီမံခန့်ခွဲတာချင်းကလည်းအတူတူပါပဲဒါပေမဲ့ကြီးလာရင်တော့ကြီးလာတဲ့အထိုက်အလျောက်ငယ်တော့ငယ်တဲ့အလျောက်နဲ့ကျွန်တော်တို့ကစီမံရတာပဲဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဒီအချက်၅ချက်ကိုကျွန်တော်အဖွဲ့အစည်းမှာကျွန်တော်တို့အမြဲတမ်းကျွန်တော်တို့နေ့စဉ်နေ့တိုင်း build up လုပ်ရင်းနဲ့ကျွန်တော်အဖွဲ့အစည်းတွေကိုအကောင်းမွန်ဆုံးနဲ့စီမံခန့်ခွဲနိုင်တော့เนาะအရောက်စီတိုင်းဖြစ်ကြရအောင်လို့ကျွန်တော်ဒီကနေ့ခွန်အားပေးချင်ပါတယ်ဆိုတော့ဒီ page လေးကိုကြည့်လို့ရှိရင်ကျွန်တော် like ရယ် share ရယ် subscribe ရယ်လုပ်ပေးပါလို့ကျွန်တော်ဒီကနေ့တောင်းဆိုပါရစေလာမယ့်အချိန်မှာကျွန်တော် leadership နဲ့ management ဘယ်ပိုင်းလဲ biblical leadership နဲ့ management ကိုတဖြည်းဖြည်းပုံမှုပြီးခါမှကျွန်တော်သွားကြမှာဖြစ်ပါတယ်လို့ကျွန်တော်ပြောပြစေကျွန်တော်ဒီကနေ့မှာတကယ်ပဲဒီလိုလေးနားထောင်ပေးတဲ့အတွက်ကြောင့်ခွန်အားရမလို့လက်ထင်ပါတယ်လက်တွေ့မှာတုံးချပြီးမှအဖွဲ့အစည်းကိုမြင့်တင်နိုင်တဲ့ management ကောင်းတစ်ယောက်ဖြစ်ပါစေလို့ကျွန်တော်ဒီကနေ့ဆန္ဒပြုပါတယ်ကျေးဇူးတင်ပါတယ်